လိမ္မာရေးကြရှိလို့နဲ့ကျွန်တော်တို့ရဲ့ကြော်စွာဝင်းမိမိတို့ရဲ့ဂျေဇုရှင်တွေအပေါ်မှာလုံးဝကိုဥညွတ်ပြီးတော့ဂျေဇုတည်တတ်တဲ့ကြော်စွာဝင်းကတော့အမြင့်တနေရာကိုရောက်ရှိဖို့အတွက်လမ်းစာတွေတစ်ခုပြီးတစ်ခုပွင့်လာခဲ့ပြီပဲဖြစ်ပါတယ်။ကြော်စွာဝင်းဟာ Feathers Club ကိုချင်းကိုရောက်ရှိပြီးကတည်းကနေများစွာတိုးတက်လာခဲ့တာဖြစ်ပြီးတော့ဒါအဲမွီတို့နော်စူပါရီချန်တို့ကိုဒါစူပါရီချန်ကိုတော့နိုင်ခဲ့တာပေါ့နော်။ဒါပေမဲ့အဲမွီကိုလည်းနိုင်ခါနီးပဲအဲမွေရဲ့လက်သီးတစ်ချက်နဲ့ဒါလုံးဝကိုလက်လွတ်စပယ်ဖြစ်သွားခဲ့ပြီးအမောက်သိပ်ခံလိုက်ရတဲ့ဂျပန်ဖိုက်တာကိုလုံးဝကို၈ချိန်တိတိပြပထမအချီမှာ၄ချိန်နော်ဒုတိယအချီမှာ၄ချိန်လောက်ထင်တယ်ကျွန်တော်၈ချိန်လောက်ထင်တယ်နော်ဒါနောက်တောင်းလုပ်ပြီးတော့တကယ်ကိုမှအလေးထိုးနေရခဲ့တာဖြစ်တယ်ဒီလိုမျိုးရယူပြီးတဲ့တကားလာမှာပေါ့လေဒါကြော်စွာဝင်းဟာလုံးဝကိုဒီဂျန်နဲ့ရန်နဲ့အပြင်ကိုမှနီးစနစ်ပိုင်းဆိုင်ရာမှာလေများစွာပြင်ဆင်လာခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဂျပန်ဖိုက်တာကလေတော်တော်လေးကိုမာပါတယ်မာတာတောင်မှနော်ခဏခဏဒါနောက်တော့ချတယ်နောက်တော့ချတော့ပြန်ထားပြီးတော့ပြန်လေထိုးတယ်ပေါ့နော်အလောက်တက်တိကိုသူကလေဇွဲရှိတယ်အခုဒါအင်တာဗျူးမှာပေါ့နော်ဒါကျွန်တော်တို့ရဲ့ကျော်စာဝင်းကိုပြောပါပြီဒီဘန်ဒန်ဝင်းကနေနည်းနည်းလေးဝိတ်လျှော့ပြီးတော့ရော့ထန်နဲ့ထိုးမလားပေါ့နော်ဆိုတော့ကျော်စာဝင်းကတော့အစင်သင့်ပါပဲတဲ့နော်ကျွန်တော်ရဲ့တထေးတာထိုးခိုင်းနေဆိုရင်ဘဲကောင်းနေဖြစ်ဖြစ်ကျွန်တော်ထိုးရေးပါတယ်တဲ့ဗျာဆိုတော့ကျော်စာဝင်းဟာကျွန်တော်တို့ရဲ့နော်ဒါဆိုလီဦးတို့ကတော့သွားပါပြီနော်ထားလိုက်တော့ရော့ထန်နဲ့ထိုးရဖို့တော့နီးစက်တဲ့သူဖြစ်လာပြီနော်ဆိုတော့တော်တော်လေးကိုမှနောက်3လေးပွဲတာနော်ကျွန်တော်တို့နိုင်မယ်ဆိုရင်ကျော်စွာဝင်းဟာတကယ်ကိုမှဒါအခုအားလုံးကပြောဆိုနေကြပြီကျော်စွာဝင်းဟာချန်ပီယံဖြစ်နိုင်တယ်တဲ့သူရဲ့ပြိုင်ဘက်မူဂါစီတိုနော်ဂျပန်ဖိုက်တာကတော့ကျော်စွာဝင်းဟာဒီဝိတ်တန်းမှာချန်ပီယံဖြစ်မဲ့သူလို့တက်အပ်ကိုဒါကျွန်တော်တို့ဒါပြောဆိုလိုက်ပြီပဲဖြစ်ပါတယ်နော်ဆိုတော့ကျော်စွာဝင်းရဲ့လမ်းကြီးကတော့တော်တော်လေးကိုဖြောင်းနေပြီရော့ထန်နဲ့မထိုးနိုင်လို့မပြောနိုင်ဘူးအခုအရောက်မှာနီးစပ်သွားခဲ့ပြီအခုကျွန်တော်တို့နော်ထိုင်းဖိုက်တာဖြစ်တဲ့ဝါရော်ဖွန်ပေါ့ဗျာဆိုလီဦးကိုတစ်ချက်တည်းနဲ့ခြေကန်ချက်တစ်ချက်တည်းနဲ့စက္ကန့်မိုင်းလေးအတွင်းမှာပေါအောင်လှုပ်လိုက်တဲ့ဝါရော်ဖွန်နဲ့လည်းကျော်စွာဝင်းကိုတွေးပြီးဖို့ရှိနေပေါ့နော်ကျော်စွာဝင်းရဲ့ပွဲကတော့မကြခင်လောက်ပဲအတွင်းမှာပြန်လာပြီကျွန်တော်တို့နော်1 championship ကတော့ကျွန်တော်တို့ရဲ့ Joshua ဘာ UFC မှာ champion ဖြစ်ပြီးကြတဲ့ကနေမြန်မာ fighter ၄တွေကိုဒါ1 championship မှာအရေးပေးနေပြီဖြစ်တယ်။နော်ဆိုတော့ကျွန်တော်တို့မြန်မာ fighter တွေစူးစမ်းဖို့ပဲလိုအပ်ပါတော့တယ်ဗျာ။